လူတကာကိုထင်သေးမြင်သေးအောက်တန်းစားလို့ဆက်ဆံကိုထင်ကြီးတဲ့မာနမျိုးတော့လုံးဝမထင်ထားသင့်ဘူးတဲ့မာနဆိုတဲ့အရာဟာအဗ္ဗဓမ္မသူကကိုထင်ရောက်လို့ဆိုးကျိုးဘက်ကိုဥလက်သွားတယ်ပေါ့မာနသို့တော့ရှိတဲ့မာနမရှိတဲ့မာနဆိုတာနှမျိုးခွဲပြီးတော့သိဖို့လိုတယ်မရှိတဲ့မာနကသူများကိုအထင်သေးအမြင်သေးငါလောက်မတော်ဘူးဆိုတဲ့အတွေးမျိုးထားတဲ့မာနမျိုးကမရှိသင့်ဘူးရှိတဲ့မာနဘာလို့ဆိုရင်သူတောင်ဖြစ်အောင်လုပ်နိုင်သေးတာငါလည်းဖြစ်အောင်ကြိုးစားမယ်လူတယောက်စီးပွားရေးအောင်မြင်သွားရင်သူတောင်စီးပွားအောင်မြင်အောင်လုပ်နိုင်သေးတာငါလည်းစီးပွားအောင်မြင်အောင်လုပ်မယ်သူတောင်ဘွဲရအောင်ကြိုးစားနိုင်သေးတာငါလည်းဘွဲရအောင်ကြိုးစားမယ်သူတို့တောင်မှနော်အစင်တမ်းမြင့်အောင်ကြိုးစားတယ်ငါတို့လည်းအစင်တမ်းမြင့်အောင်ကြိုးစားမယ်လို့အဲ့ဒီလိုကောင်းတဲ့ဘက်ကိုဥလီတဲ့မာနမျိုးကိုထားတဲ့နေဖြစ်ရာထာဝမာနလို့ခေါ်တယ်အမှန်တိုင်းကောင်းကျိုးဘက်ကိုဥလက်ထားတဲ့မာနမျိုးမှတပါလူတကာကိုထင်သေးမြင်သေးအောက်တန်းစားလို့ဆက်ဆံကိုထင်ကြီးတဲ့မာနမျိုးတော့လုံးဝမထင်ထားသင့်ဘူးတဲ့ယန္တာဖြစ်ပြီဆိုရင်အတ္တမိမာနလို့ဆိုရင်ငါတော်တယ်ငါတတ်တယ်ငါအကြီးချင်းပေါ်မှာအထင်ရောက်မှုတွေအားလုံးကိုလုံးဝဖယ်ရှားပြစ်လိုက်နိုင်ပြီလို့သူတို့